အားလုံးပဲမင်္ဂလာပါဒီကနေ့ရေဝင်တဲ့ဖုန်းလေးတစ်လုံးဘယ်လိုပြုပြင်လဲဆိုတော့ကြည့်လိုက်ရအောင်အရင်ဆုံးသူ့ရဲ့ power supply နဲ့ထောက်ကြည့်ပါတယ် power နှိုးကြည့်ပါတယ်0နဲ့ 0.5 ကြားမှာသူလက်တံလှုပ်နေပါတယ်နောက်တစ်ခုကျွန်တော် 5A မှာချိန်ကြည့်တဲ့ချိန်မှာကျွန်တော် 0.005 လောက် auto တက်နေပါတယ် power clock မနှိပ်ဖက်နဲ့ auto တက်နေရဖြစ်ပါတယ်အဲ့တော့ power key မနှိပ်ဖက်နဲ့ auto တက်နေရအနေထားဖြစ်တဲ့အတွက်ကျွန်တော် short ရှိရလို့သတ်မှတ်လိုက်ပါတယ်သူ့ရဲ့ short က 0.005 ဆိုတော့ ampere တော်တော်နည်းပါတယ်အဲ့တော့ကျွန်တော် short ရှိတဲ့အနေထားဆိုရဲပြီးတော့သူ့ရဲ့တန်စကားလေးတွေကိုလှပ်ပါတယ်အောက်မှာရှိတဲ့ component တွေ IC တွေကိုကျွန်တော်တွေ့ကျင်လို့ဖြစ်ပါတယ်အပေါ်မှာအုပ်ထားတဲ့တန်စကားလေးတွေကိုစိတ်ရှိရှိနဲ့လှပ်ပါတယ်အမှတွေ့ပါပြီကျွန်တော်ရေဝင်ထားတဲ့နေရာပါ backlight နေရာရဲ့ audio နေရာရဲ့ power IC နေရာရဲ့၃နေရာရေဝင်ထားတာတွေ့ရပါတယ်ရေဝင်ထားတော့ကျွန်တော်အရင်ဆုံးတင်တာနဲ့ဆေးလိုက်ပါတယ်ဆေးပြီးတော့ရေဝင်ထားတဲ့နေရာမှာရှိတဲ့ capacitor လေးတွေ coil လေးတွေ short ကြလားကြက်လားဆိုတာကျွန်တော်တို့လိုက်ပြီးတော့မီတာလေးနဲ့တိုင်းကြည့်ပါတယ်အဲ့မှာ power IC ရဲ့ပတ်လည်မှာပတ်လည်က capacitor တွေအကုန်လုံး short ကြနေတာကိုတွေ့ရပါတယ်အဲ့တော့ပုံမှန်အနေထားမှာ short ဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ကအငွေးရိုက်ပြီးတော့ဘိုးထိုးကျွေးမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဖုန်းလေးကရေဝင်ထားတာဖြစ်လို့ကျွန်တော်တို့ဘိုးထိုးမကျွေးပါဘူး IC ကိုဖြုတ်ပြီးတော့အရင်ဆုံး revolve လုပ်ကြည့်မှာပါ revolve လုပ်ကြည့်လို့ short လွတ်သွားတယ်ဆိုရင်ဒါက IC လဲစရာမလိုတော့ပါဘူး short မလွတ်ဘူးဆိုမှကျွန်တော်တို့ဘိုးထိုးကျွေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး IC လေးကိုဖြုတ်ချပါတယ်ဖြုတ်ချပြီးတော့ကျွန်တော်တို့ဘေးမှာရှိတဲ့ capacitor တွေ short ကြသေးလားထပ်ပြီးတော့တိုင်းကြည့်ပါတယ်အမှ short မတွေ့ရတော့ပါဘူးအဲ့တော့ IC ကိုတန်ရှင်းလုပ်တဲ့ခဲပြန်ပုံဖော်တယ်ပြီးတော့ IC ကိုကျွန်တော်တို့ပြန်ကပ်ပါတယ် IC ကပ်ပြီးတော့ကျွန်တော်တို့အေးခံလိုက်တယ်ပြီးတော့ short ပြန်တိုင်းကြည့်တယ်အဲ့မှာ short ကြနေသေးတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော် IC ကို revolve လုပ်ပြီးသွားတာတော့မှ short ကကြနေသေးတာဖြစ်လို့ကျွန်တော်အငွေ့ရိုက်ပြီးတော့ short ရှာတော့မှာဖြစ်ပါတယ်ဘာလို့ပထမဦးဆုံး short မရှာလဲဆိုတော့ပထမဦးဆုံးကရေဝင်ထားတဲ့အနေထားဖြစ်လို့ကျွန်တော်တို့ IC ပြတ်သွားမှာစိုးလို့ကျွန်တော်တို့ IC ကို revolve လုပ်ပြီးမှမရတော့မှကျွန်တော်တို့ short ရှာတာဖြစ်ပါတယ်အော်ဒီမှာ short ကြတဲ့လမ်းကြောင်းကိုပို့ထိုးကြွေးတယ် IC ကလုံးဝပူလာတယ်ကျွန်တော်အခြားနေရာအများဖြစ်မလားဆိုတော့ပြီးတော့ရှာကြည့်တယ်လုံးဝမဟုတ်ပါဘူး power IC ကိုယ်တိုင်က short ကြပြီးတော့ပြတ်နေတဲ့အနေထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် IC အသစ်တစ်လုံးလဲရပါတယ်အဲ့တော့ IC အသစ်တစ်လုံးကျွန်တော်ခုန short ကြနေတဲ့နေရာကိုအစားထိုးပါမယ် IC အသစ်တစ်လုံးစားထိုးပြီးတော့ကျွန်တော်မီတာနဲ့တစ်ခါ short ကြနေတဲ့လမ်းကြောင်းတွေကိုတိုင်းကြည့်ပါတယ်အဲ့မှာ short လွတ်သွားပါပြီအဲ့တော့ကျွန်တော် power နှုတ်ကြည့်တော့မှာပါအရင်ဆုံးကျွန်တော် supply နဲ့အနီနဲ့ထောက်ကြည့်တယ် power နှုတ်ကြည့်ဖို့မဟုတ်ပါဘူးကျွန်တော် power supply မှာ ampere အနည်းငယ်လေးဆွဲနေသေးလားဆိုတာသိချင်တာဖြစ်တဲ့အတွက်အပေါင်းနှုတ်လေးညှက်ကြည့်ပါတယ် ampere မဆွဲတော့ဘူးမဆွဲတော့ရင်ကျွန်တော်တို့တစ်ခက်တက်ပြီးတော့ power နှုတ်ကြည့်တော့မှာဖြစ်တယ်အဲ့တော့တစ်ခက်တက်ပြီးတော့ကျွန်တော် power နှုတ်ကြည့်တဲ့အနေထားမှာ power ကတော့ပွင့်လာပါပြီဘက်လိုက်ပိုင်းမှုံလေးပဲလင်းတဲ့အနေထားလေးဖြစ်ပါတယ်ရေဝင်ထားတာဆိုတော့ကျွန်တော်ဘက်လိုက်ပိုင်းကိုဆက်လက်ပြုပြင်အောင်မှာဖြစ်တယ်ဒါကရေဝင်ထားတဲ့ဖုန်းတစ်လုံးကိုကျွန်တော်ဘယ်လိုပြုပြင်လဲဆိုတာကိုအကြမ်းမြင်ပြောပြပေးသွားတာဖြစ်တယ်ကျွန်တော်ရေဝင်ထားတာဖြစ်တဲ့အတွက်error တစ်ခုတည်းဖြည့်ရှင်းရုံနဲ့ရတဲ့ခါလိုက်ရှိရဲကျွန်တော်တို့အခုလိုမျိုး short ထောက်ရတယ်ပြီးတော့ကျွန်တော်တို့ဘက်လိုက်ရတယ်ဘက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ audio ဘိုင်းက error တက်ချင်လဲတက်နေအောင်မှာအဲ့တော့ audio ဘိုင်းမှာလာရဖို့များတယ်အဲ့လိုအခါမျိုးလဲရှိတယ်အဲ့တော့ရေဝင်ထားတဲ့ဖုန်းတစ်လုံးကကျွန်တော်ပုံတွေတွက်လို့မရပါဘူးကျွန်တော်တပုံလုံးမှာရေများရင်များသလိုပြုပြင်ရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်